သွားနေပါပြီဘယ်လိုလဲတော့မသိပါဘူးကျမဟေးတောင်းလေးပါလေကျေးဇူးပါ ဝါပါပြီဘိုင်ဘိုင်ဘယ်သွားမှာလဲ ဒီနေ့ကတော့ကျွန်တော်တို့ဝါဆာမလို့ဒီနေ့ကတော့ပြီးတော့ရင်ဘာတွေပါသေးလဲစီဒိုနာတို့ကျွန်တော်ဟိုတယ်စုံလိုက်ပြီးတော့စားဘူးတွေပေါ့နော်အခုဒီပန်ပစိဖစ်မှာတော့ကျွန်မဒီလိုမျိုး high tea set ကိုမစားဘူးပါဘူးအဲ့ဒါကြောင့်သွားစားမှာဖြစ်ပါတယ်ဒီမှာပါကျွန်တော်တို့နဲ့လူလိုက်ပြီးတော့စားပါအောင်စားပြီးတောက်ပြီး ဖေးတောက်မယ်ဖေးဆိုစမန်တီရေးပေးချက်ဟို ဒီလေဖဲဆိုတာပေါ်စိတ်တို့ဘာလို့ထင်တာပေါ့ချိုစိတ် လက်လေကားပေါ်မှာမီးပြတ်တယ်ဆိုထွက်မှာလေမဟုတ်ရတယ်ဆိုအဲ့လိုအမောင်းထုတ်ခံရတယ်ဒီမှာ security တင်တဲ့တက်တာကိုအသုံးချတာမချင်လားအဲ့ဆန်းတာ မီး ယူ ပြတ်နေတဲ့အတွက်ကြောင့်လက်လေကားတွေကထွက်ပေးပါလိမ့်မယ်ပြောအိဖဲမီးရဲ့ဖမ်းမီးမန္တာလေရှိကကောင်းခဏလားအေးရောက်ရှိစောနေရောက်ဒီနေ့မိုးအေးလေးနဲ့ coffee တောက်ပါတယ်ကဲတက်တာပါတွားပါပြီ